Z.com မင်္ဂလာပါခင်ဗျာ VS Scan Service အသုံးပြုရန်စက်တကွန်အကောင့်ဖြစ်ဆိုင်းငင်ဝင်ပါဆိုင်းငင်ဝင်ရောက်ပြီးပါကစက်တကွန် control panel ထဲရှိ web hosting သို့မဟုတ် corporate hosting ထဲသို့ဝင်ပါScan Service ကိုအသုံးပြုရန် Scan ကိုနှိပ်ပါYes ကိုရွေးချယ်ပါပထမဆုံးအကြိမ် scan သည် free ဖြစ်သောကြောင့် freeze နေရာတွင် 0mm ဟုပြသနေပြီဖြစ်ပါသည်ရှေ့ဆက်သွားရန် set ကိုနှိပ်ပါသက်ဆိုင်ရာ hosting အောက်တွင် scan နှင့် report ပေါ်လာပါက scan service ကိုစတင်သုံးနိုင်ပါပြီScan ပြုလုပ်ရန်သက်ဆိုင်ရာ hosting name တက်အောက်တွင်ရှိသောနာမည်ကိုနှိပ်၍ဝင်ပါ Security scan အောက်တွင်ရှိသော Manual Security scan ၏ free type ဘေးမှ stack ကိုနှိပ်ပါ Scan ပြုလုပ်လိုသည့် domain name ကိုရွေးချယ်ပြီး Yes ကိုနှိပ်ပါလူကြီးမင်းတို့၏ website data site ပေါ်မူတည်၍ Scan ပြုလုပ်ချိန်များခွာခြားနိုင်ပါသည် Yes ကိုရွေးချယ်ပါ Status waiting သည် Scan result ကိုစောင့်ဆိုင်းနေခြင်းဖြစ်ပါသည်ရရှိလာသော Scan result အား report ကိုနှိပ်၍ကြည့်ရှုနိုင်ပါသည် Scan result များသည် rank A B C D E ဟူ၍တိုက်5မျိုးရှိပြီး rank A နှင့် B သည်ကောင်းမွန်သော status ကိုကိုစားပြုပြီး rank C D E ရရှိပါကလူကြီးမင်းတို့၏ website များကိုပြန်လည်စစ်ဆေးပြီးလိုအပ်သည့်များ update ပြုလုပ်ရန်အကြံပြုပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ